Hello ဒီနေ့ကတော့မင်းရဲ့အားလေးရမှာလာအိုဘက်ကိုနေချင်းပြန်သွားလဲမှာပဲဖြစ်ပါတယ် ခေအခုမင်းတို့ကချင်းချက်ကိုရောက်နေရပေါ့နော်ပြီးတော့ခါကြတော့မင်းပြမယ်နော်ဟိုဘက်အချမ်းကိုကူလိုက်တာနဲ့မင်းတို့ကလာအိုရောက်မှာပါအခုမင်းတို့ကအဲ့ဘက်အကောင့်ကိုသွားခင်လေနဲ့ဖြတ်မှာဆိုတော့မင်းတို့ကဒီမှာပေါ့နော်ဒီ passport တွေအရင်ဆုံးမိတ်တူလာကူတယ်ပြီးတော့ခါကြတော့မင်းတို့ကဟိုဘက်ကန်းကိုသွားမှာပေါ့နော်ဟိုဘက်အကန်းမှာတခါတည်းတို့က guide တွေပါတယ်တခါတည်းငါပေးပြီးတာပေါ့နော်အဲကြောင့်မလို့မင်းတို့ကအခုကတော့လာအိုသွားလဲမှာပဲဖြစ်ပါတယ် ဟိုဘက်အချက်မှမြင်နေရတော့မြန်မာဘက်ပြီးတော့ဒီဘက်ကကြတော့ထိုင်းပေါ့နော်အခုမင်းတို့သွားမယ်ဟိုဘက်ကန်းကြတော့လာအိုပဲဖြစ်ပါတယ်အခုမင်းတို့ကအဲ့လာအိုဘက်ကိုဒီရဲ့လေစီပြီးတော့သွားမှာပေါ့နော်မင်းတို့ကလေကို9မိနစ်လောက်စီးတဲ့အချိန်မှာတော့အခုကတော့လာအိုဘက်အကန့်ကိုရောက်ခဲ့ပါပြီ တော့မင်းတို့လေရပေါ့နော်ဒီဘက်လာဥဘက်ကိုရောက်လာပါပြီ ဒီဘက်လာအိုဘက်ကိုရောက်တာနဲ့မင်းတို့အရင်ဆုံးမြင်ရမှာဒီရဲ့ 5 star hotel ပဲဖြစ်ပါတယ်ဒီရဲ့ hotel ကတော့ဒီရဲ့လာအိုမှာနာမည်ကြီးတဲ့ hotel တစ်ခုဖြစ်တဲ့ပေါ့နော်ပထမဦးဆုံးမင်းတို့ကဒီရဲ့ hotel တွေကိုအရင်ဆုံးသွားဝင်ကြည့်ကြမယ်ပေါ့နော်ဒီဟိုတယ်က19ထပ်ရှိပြီးတော့ဒီရဲ့အောက်ဆုံးထပ်မှာတော့ကာစီနိုဂိမ်းတွေရှိရပေါ့နော် အခုမင်းတို့ကတော့ပေါ်ထက်ကိုရောက်နေပြီခုနအောက်ထပ်မှာကြာတော့ဗီဒီယိုတွေပေးမရဘူးပေါ့နော်ဘာလို့လဲဆိုတော့တို့ကကာစီနိုဂိမ်းတွေပါရှိရတဲ့အတွက်ကြောင့်မလို့ဗီဒီယိုပေးမရဘူးနောက်ရက်ကျမှမင်းတို့ကဒီနေ့အချိန်ကြီးရတဲ့အတွက်ကြောင့်မလို့နောက်ရက်ကျမှဒီမှာလာတဲ့ရင်နဲ့အခန်းတွေတခြားရိုက်ပြမယ်ပေါ့နော် ဒီ hotel ရဲ့ facility က lotus flower ပုံစံစောက်ထားပြီးတော့တော်တော်နဲ့မအောင်လာရပေါ့နော်အထဲမှာဒီမှာကညဆိုရင် view ကပို့ပြီးတော့လာရပေါ့နော်အခုမိန်းတို့ကနောက်ထပ်တနေရာကိုဆက်ပြီးတော့သွားပါမယ်အခုတွေ့နေရတဲ့အဆောက်အဦကလည်းအရင်ကသူတို့ကာစီနိုဂိမ်းစော့တဲ့အဆောက်အဦဟောင်းပေါ့နော်ဒီရဲ့မြို့ကိုမင်းကတမျိုးကြိုက်တာကြတော့သူတို့ကအရင်တက်ရက်တယ်ပေါ့နော်မိချိုးတွေလည်းမြေအောက်ထဲမြုပ်တဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးမှကိုသူတက်တယ်လို့ပြောရမယ်ပေါ့နော်အခုမိန်းတို့ရောက်နေတဲ့နေရာကတော့နိုင်စင်ပေါ့နော်ပြီးတော့ခါကြတော့ဒီဘက်အချမ်းကကြတော့တလနမ်လို့ခေါ်ပါတယ်ရေဈေးပေါ့နော်ရေပေါ်ဈေးလို့ခေါ်ပါတယ်အခုနောက်ပိုင်းမှာသူတို့ကဒါကိုစောက်ပြီးရင်ဒီရဲ့ရေကနေပြီးတော့ပေါ့နော်လေနဲ့ view လေးတွေကြည့်လို့ရအောင်ဆိုပြီးတော့သူတို့စီမံကိန်းတွေဆွဲထားရပေါ့နော်ဒီနေရာကပြောရမယ်ဆိုရင်တရုတ်တရဲ့ special economic zone ဖြစ်တဲ့အတွက်ကြောင့်မို့လို့တရုတ်တရာ80ရာခိုင်နှုန်းထိနေပြီးတော့မြန်မာလူမျိုးနဲ့လာအိုလူမျိုးက30ရာခိုင်နှုန်းနေရပေါ့နော်ပြီးတော့နောက်တနေရာကတော့တရုတ်ပုံကြောင်ပဲဖြစ်ပါတယ်ဒီရဲ့တရုတ်ပုံကြောင်ဆိုလဲအရန်နဲ့မှလာရပေါ့နော်ပြီးတော့အထဲမှာဆိုလဲကြောက်စိမ့်နဲ့ပြုတ်လုပ်ထားတဲ့ကွမ်းရမဲတော်ရဲ့ပုံတူရုပ်ထုရှိပါတယ်နောက်တနေရာကတော့ China Town ပဲဖြစ်ပါတယ်ဒီနေရာကတော့တကယ်ကိုပေါ့နော်တရုတ်ပြည်ကိုရောက်သွားတဲ့ခန်းစားချက်မျိုးခန်းစားရပြီးတော့ store site မှာဒီဆိုလဲတရုတ်မုံတွေမှာအများကြီးရှိရပေါ့နော်ဒီမှာလာရင်တရုတ်ငွေယွမ်နဲ့လည်းရှင်းလို့ရတယ်လို့ထိုင်းဘတ်ငွေနဲ့လည်းရှင်းလို့ရရပေါ့နော်တချို့မုံတွေဆိုရင်3ယွမ်73ယွမ်ပေါ့နော်အဲ့လိုပေးရပြီးတော့ထိုင်းဘက်ကထက်ကိုပို့ပြီးတော့ဈေးတက်တာရပေါ့နော်အရင်တုန်းကဒီရဲ့မြို့မှာကလူရမ်းစီပြီးတော့အခုနောက်ပိုင်းမှာတချို့အကြောင်းအရာတွေကြောင့်မလို့လူအရင်တော့မစီတော့ဘူးပေါ့နော်ဒါပေမဲ့လည်းတချို့ခီးတွားတွေကဒီဘက်ကန်းကိုပေါ့နော်တောက်လျှောက်လာလေကြတာများပါတယ်မိန်းတို့ဟာဒီဘက်ကန်းကိုလာလဲမယ်ဆိုရင်မခက်ပါဘူးเนาะမိန်းတို့ထိုင်းကျင်းဆောင်ဘက်ကနေပြီးတော့လေ5မိနစ်စီလိုက်ရုံနဲ့မိန်းတို့လာအိုဘက်ကန်းကိုရောက်ပါတယ်ဒီနေ့ကတော့လဲလို့ပလောဝရိုက်ဆိုတော့မိန်းအိမ်ပြန်လိုက်ပါအောင်မယ်เนาะအားလုံးပဲနောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်ရှင်